အရှိမ Aries တွေ Taurus တွေအတွက်ဟောပြီးပြီးသွားပြီဆိုတော့အခုလှည့်ကြတာကဘာလဲဆိုတော့ Gemini တွေအတွက်လှည့်ကြတာဖြစ်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့သူကGemini ဆိုရင်တင်းရဲ့အနာကမလန်မကန်ကန်ကြမကိုဒီဗီဒီယိုထဲမှာတေချာလေးအာယုံဆိုင်နားထောင်ပြီးသွားနိုင်ပါတယ်ကျွန်တော်အခုစတင်ပြီးတော့ဟောကြားပေးသွားမှာဖြစ်လို့အားလုံးတေချာလိုက်ပါနားထောင်ပြီးကျွန်တော်နှောင်းနေပါတယ်အသက်ပြင်းပြင်းရှူပြီးတော့ကျွန်တော်အတန်တစ်ခုထဲမှာပဲ focus လုပ်ထားပြီးပါအဲ့တော့မှကျွန်တော်အဟောကိုတေချာချာပြက်ပြက်တသားနားလည်မှာဖြစ်ပါတယ်ဗောနော်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာချိုးလိုက်မယ်โอเคဟာချိုးရပြောတယ်ဘာလို့ဒါတော့ဖဲချိုးသူလို့ချိုးတာလဲတဲ့အဓိက shuffle လောက်တာပါ shuffle လောက်တယ်ဆိုတာကျွန်တော်တို့ကန်ကြမတွေကိုဒီကတ်တွေထဲမှာရောနှောသွားအောင်လုပ်ပလိုက်တာဒီလားကန်ကြမပြကွက်တွေလို့အရာတွေကိုတားတော့ထဲမှာကထည့်ထားတာဟိုအဲ့တော့ဒီ88ချက်လုံးကကန်ကြမရဲ့ပြကွက်တွေအဲ့လိုမျိုးဖြစ်စဉ်နေအဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ်ပြတာဖြစ်လို့ကျွန်တော်က shuffle လုပ်တယ်ဆိုတာကဖြစ်စဉ်တွေအကုန်လုံးရောထွေးသွားအောင်မတိစိတ်ထဲကိုအကုန်လုံးကြုံကြပြီးတော့ကျွန်တော်ကောင်းမွန်တဲ့ energy ဖြစ်လာအောင်ပေါ့နော်အန်ဆင်းဖြစ်သွားအောင်ကျွန်တော်လုပ်လိုက်တာပါအဲ့တော့အန်ဆင်းဖြစ်တော့မှအဲ့အန်ဆင်းဖြစ်နေတဲ့နေရာနေပြီးတော့ကျွန်တော်တို့မြောင်းနမိတ်ကိုကြည့်လို့ရမှာပေါ့ကဲအဲ့ဆိုရင်ဟုတ်ပြီအခုအဟောကကျွန်တော်အနာဂတ်ကိုဟောတာဖြစ်ပါတယ် Gemini နေရဲ့အနာဂတ်ကိုဟောတာပါဘာလို့ဆိုတော့လက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပဲတိုက်ဆိုင်နေဆိုရင်ဒါအနာဂတ်ကိုဟောတာမဟုတ်ပါဘူးလက်ရှိအခြေအနေကိုပဲဟောတာပါအဲ့တော့နာဂတ်ကိုသိကျင်တဲ့လူတွေပဲကျွန်တော်ဝင်ကြည့်ဖို့မျှော်လင့်ပါတယ်ပြစ္ဆုတ်ပံသိကျင်တဲ့လူတွေဆိုရင်တော့ပြစ္ဆုတ်ပံနဲ့ပတ်သက်တဲ့အဟောတွေအများကြီးရှိပါတယ်โอเคအဲ့ဆိုဟုတ်ပြီ Gemini တွေပေါ့နော် Gemini တွေဒီလက်ရှိကာလမှာဘာဖြစ်လာအဲ့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်နော်အဲ့တော့ကျွန်တော်ချိုးလိုက်ပါမယ်အကုန်လုံး Gemini အားလုံးကိုသာကျွန်တော်ချိုးလိုက်ပါပြီချိုးလိုက်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာပထမဆုံးဒီလက်ရှိအခြေအနေမှာ Gemini တွေဘယ်လိုခံစားနေရမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ပါမယ်ရန်ကောင်းတဲ့ကပ်ပေါ့နော်ဘာလဲဆိုတော့ဒီမှာကြည့်ပါ7 of sword ပါ7 of sword ဆိုတဲ့ကပ်ကဘယ်လိုကပ်မျိုးလဲဆိုတော့နောက်ကျောကိုဓာတ်နဲ့ထိုးခံရတယ်ဆိုတော့အနေအထားမျိုးခံစားနေရမျိုးဖြစ်နိုင်ပါတယ်သစ္စာဖောက်ခံရတယ်ကိုယဉ်ဒီကိုယုံကြည်ရတဲ့လူဟာပေါ့နော်ကိုယုံကြည်လို့တစ်ခုခုကိုပြောပြလိုက်တာကိုတခြားလူတွေကိုပြောပြလိုက်တာပဲဖြစ်စေအဲ့လိုအခြေအနေမျိုးရင်ဆိုင်နေရတာပေါ့နော်နောက်ကျောမလုံးလို့ခံစားချက်မျိုးဖြစ်နေတာမျိုးလေ7 of sword ကရည်ညိုးနေပြီးတော့နောက်တစ်ခုပါရှိသေးလဲဆိုတော့သူက7 of sword ဖြစ်တဲ့အတွက်ဒီပုံထဲကနမိတ်ရပါတော့ဒီပုံမှန်7 of sword တွေအကုန်လုံးဆိုတော့အဓိပ္ပာယ်ရှိပြီမယ်ဒီပုံထဲကနမိတ်ရဆိုရင်သူကဒုက္ခတော်တော်လေးရောက်သွားလုံးဘယ်ဟာကိုသူကပြဿနာလို့ပြဿနာတွေများတယ်ဗျာဒီကသူ့မှာအဲ့လိုပြဿနာတွေအများကြီးဖြစ်နေတဲ့အတွက်အဲ့ပြဿနာတွေကဘယ်ဟာကိုသူကပြဿနာလို့တတ်မှတ်ကမှမသိတဲ့အခြေအနေကိုလက်ရှိမှာ Gemini ကြီးကြုံနေရပါတယ်အဲ့တော့တိတ်မလန်းမကန်းနာကမှာသူတို့ရှိမှာဘာတွေဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်မလန်းမကန်းနာကမှာ Gemini တွေကနာမည်ကြီးတော့မှာဗျာဒီနာမည်ကြီးမယ်ဆိုတော့သူကအဲ့လိုမျိုးလူတွေကြားထဲမှာထင်ပေါ်ကြော်ကြားပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီကောင်မလေးတော်လိုက်တာဒီကောင်လေးတော်လိုက်တာအဲ့လိုပုံစံမျိုးနဲ့ပြောဆိုဆက်ဆံခံစားရမယ့်ပုံစံမျိုးရှိတယ်ကိုဖြစ်ချင်နေတဲ့ကိုအိမ်မက်တွေအကောင့်ထဲပေါ်ထမြောက်လာတာတွေလည်းမြင်ရတယ်ပေါ့နော်ပြီးတော့အရက်ဝေးနေချာအဲ့လိုမျိုးနိုင်ငံခြားသွားအဲ့လိုဟာမျိုးတွေကိုစိတ်ဝင်စားခဲ့တဲ့စိတ်ဝင်စားနေတဲ့လူတွေမှန်လူတွေဆိုရင်ပေါ့နော်မကြခင်မှာနိုင်ငံခြားသွားဖို့ကိစ္စတွေဖြစ်လာနိုင်တယ် scholar တွေပဲရှောက်ထားတဲ့လူတွေဆိုရင်လည်းအဲ့ဟာတွေကကောင်းတဲ့ result ပေါ့နော်အဲ့လိုမျိုး positive result ထွက်လာတယ်ဆိုတဲ့ပုံစံမျိုးတွေဒီမှာပြတာပါတယ်အဲ့တော့ဘာလို့ဆိုတော့ဒီမှာ the star ကထွက်လာလို့ပါပေါ့အဲ့တော့ခုလက်ရှိမှာဘာမှဆုံးရှုံးစရာမရှိတော့ဘူးဒါပေမဲ့နာဂတ်မှာလုံးဝထုံးလင်းတောက်ပလာမယ်ကြယ်လေးတစ်လုံးလို့ပါပဲပြောချင်တာက Gemini နေရာလက်ရှိမှာတော်တော်လေးတော့ခြေနေပြန်ကောင်းလာနေတယ်လို့ပြောလို့ရပါဘူးအဲ့တော့သူတို့လက်ရှိအခြေအနေရဲ့ဒါကကျွန်တော်ပြစ္ဆုတ်ပံဟောပါပြီလက်ရှိအခြေအနေရဲ့စိတ်ခံစားချက်တွေအောင်ဘယ်လိုဖြစ်နေလဲသူတို့ဘာခံစားနေရလဲပေါ့နော်အခုကတော့ကျွန်တော်ဆိုတော့အနာဂတ်မှာကန်ကောင်းတယ်လို့ပြောလိုက်လို့ပြောနေမှာပေါ့ဒါပေမဲ့လက်တလုံးမှာသူတို့ဘာခံစားနေရလဲကျွန်တော်ချက်ကြည့်လိုက်ပါမယ်လက်တလုံးမှာဟုတ်တယ်သူတို့စိတ်ရှုပ်နေတယ်စိတ်ရှုပ်နေရဆိုတော့ဘာလို့ဆိုလောကကြီးကိုစိတ်ကုန်နေသလိုဖြစ်နေတာပေါ့နော်တချို့အခွင့်အလမ်းတွေလည်းကိုယ်လာပြီးတော့လက်ဆင့်ကမ်းပြီးတော့ဆက်သွယ်ပြီးတော့ပေါ့နော်အခွင့်အလမ်းတွေရှိရဲ့အခွင့်အလမ်းတွေကိုနဲ့လာပြီးတော့ကိုကန်းလှမ်းတဲ့အခွင့်အလမ်းတွေရှိပြီမှာကိုဘက်ကလက်တင်လည်းမခံချင်ဘူးဒါတွေလောက်ကမှလည်းပြင်းနေဆိုတော့အနေထားတရက်ကိုလက်ရှိမှာရောက်နေရပေါ့နော်အဲ့တော့နံပါတ်4ကမြောက်ကတ်ကိုကျွန်တော်ချက်ကြည့်လိုက်မယ်အဲ့ဒါဘာလဲဆိုရင်သူတို့ဘေးပတ်ဝန်းကျင်မှာရှိနေတယ်သူတို့ရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းချစ်သူဘာညာတရကာပေါ့နော်အဲ့လိုအရာတွေကသူတို့ support လုပ်မလားဒါမှမဟုတ်ရင်
အဲ့လိုရာအကြောင်းသူတို့ဒုက္ခရောက်နေရလားဆိုတော့သူတို့ဘေးပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကတ်ကိုကျွန်တော်ကြည့်လိုက်ပါဘောနော်โอเคဘေးပတ်ဝန်းကျင်မှာကျတော့သူတို့ကနည်းနည်းကွာတည်ရမှာဂျမနိုင်ကနေတည်ရတိုင်းပဲကွာဟိုနားလဲတော့ဆရာကြီးလို့ဒီနားလဲဆရာကြီးလို့စတာပေါ့နော်အဲ့လိုမျိုးပေါ့နည်းနည်းသူတို့ကနည်းနည်းသူများတွေကိုဥဆောင်ကျင်တဲ့စိတ်ရှိရကွာတည်တာလူတွေကြားထဲမှာသူတို့ကတိတာထင်ပေါ်နေတဲ့လူမျိုးပြီးတော့သူကတခုခုဆိုလဲသူတို့ကနည်းနည်းအပြောလေးနဲ့လမ်းပြီးတော့တော့အသက်မှာလူတွေကိုလမ်းပြီးတော့ပြောတော့သူတို့ကဆရာမကြီးလိုပဲအကုန်လုံးကသူ့မြင်တာသိလားအဲ့တော့ဆရာမကြီးဖြစ်လို့ကိုကတချို့ကိုကိစ္စရဲ့အကူအညီတော့တောင်းနင်ဒါနင်းဆရာမကြီးပဲဆိုတော့နင်မကြီးလှုပ်လိုက်ပါလားဆိုတဲ့ပုံစံမျိုးလူတွေကသူ့ကိုပြုမှုဆက်ဆံနေရကွာသိလားအဲ့တော့သူကလောကကြီးကိုလည်းစိတ်ကုန်နေတဲ့အနေအထားတစ်ခုလည်းဖြစ်နေတယ်ဘေးပတ်ဝင်အဲ့ဒါအဓိကဘေးပတ်ဝင်ခြင်းကြောင့်လည်းပါလိမ့်မယ်ဘေးပတ်ဝင်ခြင်းကတခုခုဆိုရင်သူတို့ကိုပဲဥတီပြီးတော့တသနာရှာတယ်ပေါ့နော်ဒါကဂျမနိုင်နေရဲ့ကန်ဆာတာအနေထားပေါ့နော်โอเคအဲ့ဆိုနောက်ဆုံးကျွန်တော်ကဒီနောက်ဆုံးကတ်ပေါ့နော်နောက်ဆုံးကတ်ကကြောက်ကျွန်တော် positive outcome ကိုပြောတာပေါ့ positive outcome ဖြစ်တဲ့အတွက်နာကမှာဘာတွေဖြစ်လာမလဲဆိုတဲ့ဟာကိုကျွန်တော်ကနောက်ဆုံးကတ်နဲ့ဒီကတ်၅ကတ်ကိုပေါင်းပြီးတော့ကျွန်တော်ပြန်ဟောပြပါမယ်ကောင်းပါတယ်အဓိကတော့ဒီမှာက the star လည်းပါသူလို့ the hermit လည်းပါပေါ့နော် the hermit ပါဖြစ်တဲ့အတွက် तू ကဒီမှာဗျာသိလား तू ကမကြည့်လိုက်ဒီမှာတော့အေးချမ်းချမ်းပဲနေပါတော့မယ်တော့တယောက်တည်းပဲ तू လှုပ်ချင်တာလှုပ်ပြီးတော့ तू ပညာရေးလမ်းကြောင်းပါညာကိုပို့ပြီးတော့ဥတီရှောင်မယ်သူများတွေကိုလင်းပြနိုင်အောင်စူးစမ်းမယ်ပါညာဆိုတော့အိမ်မက်တွေလည်းပြည့်မြောက်လာပါမယ်ပြီးတော့ဆရာကောင်းတမကောင်းအနေနဲ့လည်းတွေ့ရဖို့ရှိပါတယ်တဲ့မှာပြီးတော့အဲ့လိုမျိုးပို့ပြီးတော့ကိုယ့်ရဲ့ဘဝလမ်းကြောင်းအတွက်အဲ့လိုမျိုးခရီးသွားရတာမျိုးအကျဉ်းတွေဖြစ်မှာပါဘာလို့ဆိုတော့ the star of the hermit ရောပါဖြစ်တဲ့အတွက်ကိုယ့်ဘဝလမ်းကြောင်းကိုယ့် career အတွက်ကိုယ့်အသုံးဝင်တဲ့ခရီးကိုထွက်ကားဖို့ရှိနေပါတယ်ပြည်တွင်းဒါမှမဟုတ်ပြည်ပလည်းဖြစ်ပါပဲပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီမှာကတော့ Gemini အနေနဲ့ပတ်သက်ရင်ကတော့ဟောတာတော့လေးစုံသွားပြီပေါ့နော်ပြီးတော့အဲ့အိမ်ပုံကိုယ်တွေရောက်လာဖို့ရှိတယ်လူကြီးသူမားရပေါ့နော်အဲ့လိုမျိုးတခုခုဒီ spiritual နဲ့ပတ်သက်တဲ့လူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဖုန်းကြီးတွေသီလရှင်တွေသက်ဆိုင်ရာဘာသာရေးကြီးကဲတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလူတွေကိုကကောင်းကောင်းမွန်မွန်လေးတစ်ချက်အဲ့လိုမျိုးပေါ့နော်အိမ်လာတဲ့ခါမှာအခန့်လိုက်ပါအဲ့လိုအခန့်တဲ့ခါမှာလည်းသူကပို့ပြီးတော့အခွင့်အလမ်းတွေရလာဖို့ရှိပါတယ်ပြီးတော့ဝိဇ္ဇာတွေပုံကိုယ်တွေကလည်းကိုယ်လက်ရှိအချိန်မှာစောင့်ရှောက်နေတာဖြစ်လို့ကိုယ့်ရဲ့ဒီငါးပါးတီလာလုံဖို့ပေါ့နော်အဲ့လိုမျိုးပုံမှန်လောက်တော့ဒီဘာသာရေးအရာပေါ့နော်ကိုဘာသာရေးယုံကြည်မှုအရာကိုမှန်မှန်ကန်နေဖို့လိုပါတယ်တခြားဒီဘာသာရေးနဲ့တခြားဘာသာလူတွေဆိုလည်းအဲ့လိုပဲပေါ့နော်သူတို့သက်ဆိုင်ရာတမန်တော်တွေသက်ဆိုင်ရာပုံကိုယ်တွေကသူတို့အားပေးကူညီနေတယ်ဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့အခုဒီမှာပေါ့နော်ပြီးတော့သူတို့အတွက်ကံကောင်းစေပဲအယောင်ကဘာရောင်လဲဆိုတော့အဲ့လိုမျိုးဒီပေါ့နော်နီညိုရောင်ပေါ့နော်နီညိုရောင်ဝစ်စားတယ်နီညိုရောင်ပစ္စည်းတွေကိုစောင့်ခြင်းဖြင့်သူတို့ကံကောင်းစေပါတယ်ပြီးတော့သူတို့တော့ကံကောင်းစေတဲ့နံပါတ်တွေကကြောင့်ဆက်ခွန်လို့တည့်ရမှာအဲ့လိုမျိုးပြီးွားရင်ကိုတို့အဲ့လိုမျိုးဟာရသူတို့တော့ကံကောင်းစေတဲ့နံပါတ်တွေပါအဲ့တော့ကျွန်တော်ဟောကြားပြီးတော့လည်းအကုန်စုပ်စုပ်လင်းလင်းဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီအဟောကိုကျွန်တော်ဒီမှာညီကုန်းချုပ်ပါတော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းတွေတည်ပါစေဗျ